င်္ဂလာပါဒေါက်တာကောမြတ်ပါကျွန်တော်တို့ဒီမျက်နှာကြီးချွတ်တာတို့အစိတ်ထုတ်တာတို့ဒီလိုမျိုးကုသမှုပေါ့နော်မျက်နှာ facial တွေကိုမလုပ်ဘူးတဲ့သူတွေရှိကြလားအဲ့တော့ကျွန်တော်ကတော့ဒါမလုပ်ဘူးတဲ့သူရှားမယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အလှပကိုကျွန်တော်တို့စိတ်ဝင်စားဘူးဆိုရင်တော့မှဒီလိုဟာတွေကလှုပ်ဖြစ်ကြတယ်ဘာလို့လဲဆိုကျွန်တော်ကိုယ်တိုင်လည်းငယ်ငယ်ကခဏလှုပ်ဖြစ်တယ်အထူးသဖြင့်ကတော့ဒီចောင်းသားဘွားပေါ့နော်ဝင်ညက်ဆိုင်သွားတယ်ခေါင်းလျှော်တယ်ဆိုရင်ဘာရဲမဟုတ်ဘူးပေါ့မေးတာပေါ့မောင်လေးမျက်နှာကြီးချွတ်အောင်မလားအစိတ်ထုတ်အောင်မလားဆိုကိုကလည်းမျက်နှာဖြူချင်တော့လှုပ်မယ်ဆိုပြီးတော့လှုပ်လိုက်တာမျိုးပေါ့နော်ခဏလှုပ်ဖြစ်တယ်ဒီလိုမျိုးပဲကြုံကြိုက်လို့လှုပ်ဖြစ်တဲ့သူတွေလည်းရှိမယ်ပေါ့နော်သို့တော်လည်းကျွန်တော်တို့ဒီမျက်နှာကြီးချွတ်တာတို့အစိတ်ထုတ်တာတို့ဆိုတာဘာလှုပ်တာလဲဘယ်လိုပစ္စည်းတွေသုံးတာလဲဆိုတာကိုတိတိကျကျသိတဲ့လူတော့ရှားမယ်အခုကျွန်တော်ဒီ aesthetic ဆရာဝန်ဖြစ်လာမှာပေါ့နော်ပို့ပြီးတော့ Q size စီချင်တာဒီကုသမှုဒီ facial တွေလုပ်ပြီးရင်ပို့ပြီးတော့ဆင်ញင်တဲ့အချက်လေးတစ်ချက်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော် sharing ပြုလုပ်ပေးချင်တာပါပထမတစ်ခုပေါ့မျက်နှာကြီးချွတ်တယ်ပေါ့နော်ကြီးချွတ်တယ်ဆိုတာတော့ကျွန်တော်မြင်တာတော့အဓိကတော့ exfoliation လုပ်တာပါပဲဒီဆဲအသေးတွေကိုခွာချပေးတာပေါ့နော်ဆဲအသေးတွေခွာချတဲ့လမ်းစဉ်မှာအရင်ဆုံးကတော့ကျွန်တော်တို့ physical scrub လုပ်တာပေါ့ဒီသူတို့သုံးတဲ့ဆေးလေးတွေမှာဆိုရင်အခဲလေးတွေအမုံလေးတွေနဲ့ scrub တိုက်တာမျိုးပေါ့နော်ကြီးချွတ်သွားအောင်လုပ်တာမျိုးရှိမယ်နောက်ပြီးတော့တချို့ပီလင်လေးတွေကြတော့မျက်နှာမှာလိမ့်ပြီးတော့ပုတ်လိုက်အဖက်ဖက်လေးတွေထွက်လာတာပေါ့မသိရင်ဒါတွေကကြီးတွေထွက်လာတယ်ပေါ့နော်အဲ့လိုယူဆပြီးတော့လောက်တာမျိုးတွေရှိမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဆေးကန်းတွေမှာလည်းလောက်တဲ့ AHA BHA ပါတဲ့ chemical exfoliation လမ်းစဉ်တွေနဲ့လောက်တာမျိုးတွေရှိမယ်နောက်တစ်ခုကတော့ဆက်နဲ့လောက်တာပေါ့နော်ဒီ microdermabrasion လို့ခေါ်တာပေါ့သူကဒီ crystal section လေးနဲ့မျက်နှာမှာလိုက်ဆုပ်တယ်ဆုပ်လိုက်တဲ့အခါမှာဒီနှာခေါင်းတို့ဒီချွေးပေါက်ထဲအားတို့စားဝတ်ချံတွေနောက်ပြီးတော့ black hat တွေပေါ့နော်ဒီလိုဟာမျိုးတွေထွက်သွားတာမျိုးတွေရှိနိုင်တယ်ဒါကတော့ကြီးချွတ်တာပေါ့နောက်တစ်ခုကကျတော့အစိတ်ထုတ်တာတကယ်တော့ဒီအစိတ်ထုတ်တယ်ဆိုတဲ့အသုံးနှုန်းကကျွန်တော်တို့အရေပြားမှာအစိတ်မရှိဘူးတကယ်အစိတ်ရှိတဲ့ကိုရင်းအင်္ဂါတွေကကျွန်တော်တို့ဒီအသေးတို့ကြောက်ကတ်တို့အဆုပ်တို့ပေါ့နော်ဒီလိုဟာတွေမှာတော့အစိတ်တောက်တွေဖယ်ရှားရရှိနိုင်တယ်တကယ်တော့အရေပြားအစိတ်မထုတ်ဘူးရေပြားထုတ်တာဆိုလို့ချွေးနဲ့အစီပဲရှိတယ်ဒါမှမဟုတ်ဒါတင်စားပြီးခေါ်တာပေါ့အစိတ်ထုတ်တဲ့လုပ်ငန်းစဉ်မှာဆိုတော့များသောအားဖြင့်ရင်နှွေးငွေလေးတွေပေးမယ်နောက်ပြီးရင်ကျွန်တော်တို့ဒီရင်နှွေးငွေပြီးစားဝတ်ချံညစ်တာခုနလိုပဲပေါ့နော်စုပ်ခွက်လေးနဲ့စားဝတ်ချံလေးတွေလိုင်းညစ်တာထုတ်တာလေးတွေရှိမယ်ပြီးတော့ကျွန်တော် clay mask ကတ်ပေးတာဒါမှမဟုတ် charcoal mask လိုမျိုးပေါ့နော်ဒီလိုမျိုးလေးတွေကတ်ပေးတာမျိုးဒါကိုကြတော့အစိတ်ထုတ်တယ်ဆိုပြီးတော့facial treatment အနေနဲ့ခေါ်ကြတာပေါ့ဒီလို facial တွေလောက်တာမျိုးဒီskin texture ကောင်းလာတယ်ပေါ့မျက်နှာလေးတကယ်ချက်ချင်းကြည်လာတာမျိုးတွေဖြူလာတာမျိုးတွေရှိနိုင်တယ်နောက်ပြီးတော့ဆဲတွေခွာချလိုက်တာအသားကြီးပါသွားတာဖြစ်တဲ့အတွက်နောက်ပိုင်း skin care လိမ့်တဲ့အခါမှာလည်းသူ့ရဲ့ skin care absorption ကောင်းသွားတာမျိုးလည်းတကယ်ပဲရှိနိုင်တယ်အဲ့တော့ကောင်းကျိုးလေးတွေကတော့အများကြီးရှိတာမှန်တယ်ဒါမှမဟုတ်အရေးကြီးတာအဲ့ဒီဆောင်းရံရှောင်းရံနေမပြောတာဘာလဲဆိုတော့အသားရည်နုသွားတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့အိမ်ပြန်ရောက်လို့ skin care သုံးတဲ့အခါမှာတကယ်အပြင်းစား active ဖြစ်တဲ့ဒီ AHA BHA တွေထပ်သုံးတာတို့ဒီ retinol တို့เนาะဒါမျိုးတွေသုံးတာလေးကိုတကယ်တော့အလင်းနဲ့အများခဏရပ်ထားတင်တယ်ပေါ့เนาะအားရနုနေတာ skin barrier ပါသွားတာမျိုးလေးရှိနေတဲ့အချိန်ဖြစ်တဲ့အတွက်ပါအဲ့တော့ skin barrier ပြန်ကောင်းအောင်လို့အိမ်မှာလည်းဒီလို treatment လုပ်ထားရဲဆိုရင်တကယ်ပြနစ်ပေါ့เนาะဟို moisturizer လေးတွေအားအားဖြစ်မဲ့ဟာလေးကိုစနစ်ကြပြန်ပြီးတော့ကဲလုပ်ပေးဖို့ Q site ပေးဖို့လိမ့်ပေးဖို့လုပ်တယ်အရေးကြီးဆုံးချက်ကတော့ဒီလိုအစိတ်ထုတ်တယ်ဂျေးကျွတ်တယ်ဆိုတာတချို့ကဘယ်ချိန်မှလုပ်လဲဆိုတော့ပွဲလန်းတဲ့ပင်ရှိတဲ့ချိန်တို့အထူးသဖြင့်ဟိုမနှက်ဖန်ခီးသွားတော့မယ်ဆိုရင်ဒီနေ့မျက်နှာကြီးလာရွှိုင်းတာပေါ့နော်ဓာတ်ပုံရရင်လှအောင်လို့ပြီးတော့မျက်နှာကြီးဖြူသွားတော့သူတို့ဥမာကန်းကြီးသွားရဲဆိုလဲကန်းကြီးမှာငါမျက်နှာဘာမှလိမ့်ကြရအောင်မလို့တော့ skin care အောင်လိမ့်ကြမလို့မျက်နှာလေးက glow နေရဆိုပြီးတော့နေဘူးထဲမှာဓာတ်ပုံတွေရှောက်ရိုက်ရေတွေကစားပေါ့နော်ပြီးရင်ဘာဖြစ်သွားလဲဆိုတော့နေလောင်ပြီးတော့ skin burn ရသွားတယ်အမဲဆက်တွေဖြစ်လာတယ်အဆိုးဆုံးတင်းတိတ်ဆွဲသွားတာမျိုးဒီဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလုပ်တဲ့ facial တွေဒီမကောင်းလို့ပြောတာမဟုတ်ဘူးဒါမှမဟုတ်ဒါတွေဒီ exfoliation ပေါ့အသားရည်ကိုခွာချတာအသားရည်နုသွားတာ skin barrier ခဏထိသွားတာရှိနိုင်တဲ့အတွက် skin care တွေကြာလုပ်ပေးရမယ်အရေးကြီးဆုံးကတော့ကျွန်တော်မဖြစ်မနေဒီလို treatment တွေလုပ်ပြီးသွားရင် sunscreen ကိုစနစ်ကြသုံးပေးဖို့လိုပါမယ်မဟုတ်ရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်ပေါ့နော်ဒီလို treatment လုပ်ပြီးမလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိနိုင်လို့ပါဒါလေးကိုပဲကျွန်တော်ကအဓိက sharing လုပ်ပေးချင်တာဖြစ်ပါတယ်